ကဗျာအကြောင်းနဲ့ကျွန်တော်ငယ်စဉ်ကတကုံတာယာကိုကြိုက်တယ်သူ့ကဗျာကသူ့စမ်းရတဲ့နဲ့ဆက်နွယ်နေတာစောစောတွေကကျွန်တော်သတိပြုမိတယ်စမ်းရ notes တွေကိုနားလဲသူကသူ့ကဗျာကိုဝေဖန်ပြရင်အလွန်လှပမှာကိုသိတယ်စကလုံးတစ်လုံးချင်းကိုသူ့အရသာခံပုံကစမ်းရခလုတ်ကိုတို့ထိနေတယ်လို့ပဲမျက်လုံးကိုအဝတ်နဲ့စီးပြီးဝိုင်ကိုမြည်သလိုရေမွေးကိုအနက်ခံပုံမျိုးဖြစ်တယ်ဒါပေမဲ့ဆေးကြောင်ရောက်တော့ကျွန်တော်တိတ်မကြိုက်တော့ကျွန်တော်ကဆရာကို moralist ဖြစ်လွန်းတယ်လို့မြင်လာတယ်အရင်ခစ်ဆန်းကဆရာတွေလို့ပေါ့ human nature ရဲ့ကောင်းတဲ့ဘက်မှာပဲအလေးသာသူနေသူပေါ့အဲ့ဒီမှာဒေါင်းနွယ်ဆွေစီမှာပြင်းထန်မှုခါးသီးမှုအမုန်းကိုတွေ့တယ်ဒေါင်းနွယ်ဆွေရဲ့တေးရညောင်ဆောင်ပေါ်မှာရေးခဲ့တဲ့ကန်းတစ်တို့စာအုပ်ကိုအဲ့ဒီအချိန်ကကျွန်တော်အလွန်ကြိုက်ခဲ့တယ်အခုတခါတကုံတာကိုကျွန်တော်ပြန်ကြိုက်တယ်သူ့ရဲ့စုတ်ခွာမှုဆိုတဲ့သဘောတရားကိုပြန်သတိပြုမိတာမကြသေးဘူးရှေ့တိုးကိုနောက်ဆုတ်တာမဟုတ်ပဲနောက်ဆုတ်ဖို့အတွက်ပဲနောက်ဆုတ်တာနီးလွန်းတဲ့အရာတွေကိုနောက်ဆုတ်ပြီးပြန်မြင်တာမျိုးသူ့စာမှာကျွန်တော်တွေ့မိုးနေမျက်စိမွဲမှာဆွဲတဲ့ပကြီးတွေလိုကြွားဝါစရာအရေးကြီးပြောပြစရာဘာမှမပါတော့တာမျိုးသူ့ဗညာတိဟာစစ်တမ်းကိုကျွန်တော်ငယ်စဉ်ကအပေါ်ယံဆန်လွန်းတယ်ဘာမှထဲထဲဝင်ဝင်မပါဘူးလို့ယူဆဘူးတယ်အခုလဲကျွန်တော်အကြိုက်စာအုပ်ထဲမှာပါပေမဲ့အမြင်တော့ပြောင်းသွားတယ်မတိကြပဲအများကြီးပြောတဲ့သူထက်ရှော့ပြောသူကပိုတန်မိုးရှိကြောင်းကျွန်တော်သိလာတယ်ဆရာက list လို့စနေရကိုကြိုးပြအောင်တီးမဲ့သူမဟုတ်ပြီးတော့လာရောင်အောက်မှာရှမ်ပိန်နဲ့တော်လန်ရေးအကြောင်းမတ်ဝါဒအကြောင်းကြပြအကြောင်းဂီတအကြောင်းဆွမြုံပြန်တာမျိုးကရောဘာအပြစ်ရှိလို့လဲဟိုစဉ်ကဆရာရဲ့နူးညံ့မှုကပဲဆရာရဲ့ပောက်ကွဲမှုဆိုတာကိုလည်းကျွန်တော်အပြည့်အဝမမြင်သေးပြီးခဲ့တဲ့တော်လန်ရေးဆိုတာမဖြစ်သေးတဲ့တော်လန်ရေးပဲဆိုတာကိုလည်းကျွန်တော်နားလည်ဖို့ငယ်သေးလို့ဖြစ်မယ်အောင်ခင်မြင့်